ချေရတဲ့ရွှေစိတ်ကြီးအတန်စာအုပ်ရဲ့နားဆင်သူပရိသတ်များအားလုံးမင်္ဂလာပါရှင်။ဒီနေ့ကတော့စာရေးသူမိခင်စာရေးသားထားတဲ့ကျန်းဤဖန်ဖစ်လေးတစ်ပုဒ်ဖြစ်တဲ့ငယ်နိုင်ဆိုတဲ့ဇာတ်လမ်းလေးကိုနားဆင်ရမှာပဲဖြစ်ပါတယ်။အခုဒီဇာတ်လမ်းလေးကိုဖတ်ပြပေးမယ့်သူလေးကတော့စာရေးသူကိုယ်တိုင်ပဲဖြစ်ပါတယ်ရှင်။ဇာတ်လမ်းလေးမစတင်ခင်မှာနောက်လာမယ့်ဇာတ်လမ်းအသေးလေးတွေကိုခန်းစားနားဆင်ဖို့channel လေးကို like and subscribe လုပ်ပေးပြီးဘေးက notification ဘဲလေးကိုနှိပ်ပေးသွားကြပါဦးချစ်ရတဲ့ရွှေစိတ်ချစ်ရဲ့ပရိသတ်လေးများရှင်ခဲဒါဆိုဇာတ်လမ်းလေးကိုနားဆင်ဖို့အသင့်မဲလားအခုပဲစတင်ခန်းစားလိုက်ကြရအောင်နော်ရက်ကိုလာစားလို့တနေ့ဆိုတဲ့အချိန်ကိုရောက်ခဲ့ပေါ့ဒီကြားထဲမှာပြောင်းလဲတာတွေလည်းရှိသွားတယ်ဘာတွေပြောင်းလဲတာလဲဆိုတော့ပြောင်းလဲတာတွေတော့ရှိပါတယ်ဒါပေမဲ့ကောင်းတဲ့ပြောင်းလဲခြင်းတွေလားဆိုးတဲ့ပြောင်းလဲခြင်းတွေလားဆိုတာတော့ဆက်လက်လိုက်ပါကြည့်ကြရအောင်စိုက်ကင်းလေးတနေ့ကပန်းမလေးတွေကိုအားစိတ်ချွေးနေတဲ့ဝိုင်းကြီးပေါ်လေးအိမ်လေးရှိမှရောက်လာတဲ့ဝိုင်းရှင်သူမကထိုကလေးငယ်ငယ်ရဲ့အပြုတ်မှုတွေအားလုံးစိုက်ကြည့်နေခဲ့တာထို့နောက်သူမကတလန့်ချင်းထိုအသေးလေးဝိုင်းပေါ်စီသို့ရှောက်လာခဲ့လေသည်ထိုကလေးကခုချိန်ထိသူမလာနေတာကိုမမြင်သေးဝိုင်းပေါ်လေးရဲ့နောက်ထိရောက်သွားကခေါ်လိုက်တဲ့နန်းစားလေးဟာငယ်နိုင်လေးထိုအတန်ချသည်နဲ့ဝိုင်းပေါ်လေးမှာခြာကနေလဲကြည့်လိုက်မိသည်ရှဲလာရလားတိတ်ဖြောနေလားဝိုင်းပေါ်ဖြာငါလာတာပြောလားလို့ဟုတ်ရှဲငါတော့နင့်ကိုမြင်နေရတာမပြောနိုင်ဘူးဝိုင်းပေါ်ဝိုင်းရှင်ကထိုးသူပြောတော့ဝိုင်းပေါ်လေးခေါင်းငုံသွားလေရဲ့ဒါပေမဲ့ထက်၍ရှဲအိမ်ထဲဝင်လေကျွန်တော်ရေးခက်ပြီမယ်ထိုးသူပြောပြနေလေကျမုန်းတာပဲသူကတော့မမုန်းနိုင်ဘူးမလားအပေါ်ရီပြောနေတဲ့ဝိုင်းပေါ်ငါတီလာတဲ့နေ့ရဲ့ကြည်ပူမှုကိုလက်ခံဖို့မဟုတ်ဘူးနင်ကငါနဲ့အိမ်ပြန်လိုက်ခဲ့ရမယ်ဖြာဘာပြလဲဝိုင်းပေါ်ငါနင့်ကိုနှစ်ခါမပြောဘူးနင့်ကို15မိနစ်အချိန်ပေးမယ်ငါကားပေါ်ဆောင်မယ်ထို့သူနဲ့ဝိုင်းပေါ်လေးဝိုင်းတော့သူပြန်လိုက်ခဲ့ရတယ်ဆိုပါတော့ဝိုင်းရှင်းမဲ့ပြုံးတစ်ချက်ကထိုနေရာမှာဘာကြောင့်ပေါ်လာခဲ့ရလေတလဲမသိခဲ့လေပါဝိုင်းပေါ်လေးတကယ်မသိခဲ့ရလေပါထိုမသည်ပေါ့နေလေးတနေ့ဟာဝိုင်းပေါ်လေးရဲ့ကဘာကြီးအားပြောင်းပြန်ဆောက်ထုတ်ဖြစ်စေမယ့်နေ့အစားဆိုပါလေဟယ်လိုကျနင်ခန်းထဲမှာနေနဲ့ငါဧည့်သည်ခေါ်လာစရာရှိလို့ငါလာခေါ်မှထွက်ရမယ်နော်ထို့သူပြောပြီးသားဖုန်တန်းချသွားတော့ချေပန်းမင်းနေလောင်းနေတော့ဝိုင်းပေါ်လေးမှာချက်ချင်းနေပိုင်လေးဟာချကအခန်းထဲသို့သွားလိုက်သည်ဒီလိုချတော့ကျကသူ့ကိုလေးထားတာပဲလို့တွေးနေရှာတဲ့ပေါ်လေးဟာလူတွေရဲ့ရုံမှာကောက်ချင်မှုတွေကိုတမင်မြတ်ကွယ်ပြုထားလေသလားထင်ရအောင်တီးကန်အားကောင်းလုံးနေခဲ့ပါသည်တဲ့အဲ့လိုပဲဆိုပါတော့အေခရဲ့မျက်နှာချင်းဆိုင်တနေရာတွင်ဆုံတွေးချသောလူနှစ်ယောက်ကတယောက်ကိုတယောက်မြင်လိုက်ရချိန်မှာတော့ဝိုင်းပေါ်လေးရဲ့ပါးစပ်ဖြားမှမထွက်ခဲ့လေတော့အကိုဆိုတဲ့နန်းစားလေးအော်တလူလေးသာပါးစပ်လေးအဝိုင်းလိုက်ဖြစ်သွားရလေသည်ရှောင်းချမ်းမှလည်းလိုက်မမီတော့ဝိုင်းရှင်းပြောနေတဲ့တိတ်အလိုလိုက်ခံထားရတဲ့မောင်ဆိုးလေးဆိုတာကောင်းလေးလားစဉ်းစားချိန်မမရလားဝိုင်းရှင်းရမိတ်ဆက်ပေးမှုတစ်ခုမှာတော့ဒါရရှင်းပြောနေတဲ့ရရှင်းရမောင်လေးဝိုင်းပေါ်တဲ့အဆိုးလေးပေါ့ဖွားနေရှင်းတော့စိတ်ဆိုးပြီးတော့လောရံကိုဆင်းသွားဖို့ရဲဆိုတဲ့ကလေးလေးမနှဲပြန်ခေါ်ထားရတယ်ဆိုရဲကျဝဲရှင်းရမိတ်ဆက်ပေးမှုမှာဝိုင်းပေါ်လေးတီးလိုက်ပါပြီကျပြောနေချငါရဲ့အရေးကြီးဆုံးလို့ပြောလို့ရတယ်ဆိုတဲ့လူကအကူပေါ်နော်တိုင်မတိုက်ဆိုင်ရတဲ့ကိုရဲ့
ကျွန်တော်ဘယ်လိုလုပ်ရပါတော့မလဲဝိုင်းပေါ်လေးရဲ့အကျွေးလေးကမဆုံးလိုက်ရသေးထားထွက်လာတဲ့အကူရဲ့စကားကြောင့်သူ့ရင်လေးကိုချီးမွားလိုက်သလိုနာချင်ဝမ်းနဲ့အားငယ်သွားခဲ့ရသည်ဆိုပါလေ။အော်ဟုတ်မှာပါအငယ်ဆိုတော့အလိုလိုက်ခံတွေလေလူကဆိုးနေတာဘာမှမဖြစ်သေးဘူးဗျာ။ပြက်စီးပြီးစိတ်သက်ပါမြိုင်းသွားစေဖို့တော့အရှင်ကဖြည်းဖြည်းချင်းဆုံးမှာပေါ့။ထဲလေသွားပြီအခုသူ့ကိုထင်လွဲသွားပြီ။ငေါဝါကိုပြက်စီးသွားခဲ့ပါပြီ။သူ့ရဲ့အားထားရာအကူရကဘာငယ်လေးမြမုံနေလူကပျောက်ကွယ်သွားရတော့သည်ကျကျဟာတမင်ကိုလို့ယူရဲဆိုတာဝိုင်းပေါ်လေးနားလဲလိုက်ပါတယ်လေထိုင်မဲ့ဘာလို့အခုမှလဲသူဘာမှလိုက်မမိနိုင်တော့ဘာတွေကဘလို့ပြစ်သွားမှန်းတော့မသိခဲ့တော့ပြီချိုးတွေးဆုံမှုအပြီးငိုင်းနေတော့ဝိုင်းပေါ်နာတော့ရောက်လာတော့ဝိုင်းရှင်ဘလို့လဲဝိုင်းပေါ်နာမနာချင်ရရဲ့လားချေဘာပြောရလဲနင်ကငါ့ကိုအနေနဲ့များထင်းနေလားနင်တို့အเจ้าတွေကိုငါမသိဘူးများထင်းနေလားရှောင်းကျန့်ဆိုတာနင်ရှိရဲ့လောရအောင်ရောက်လာခင်ကလေးကငါနဲ့စတွေ့ထားတဲ့သူထို့သူတော့ပောက်ကွဲမှုတွေအစောဝိုင်းပေါ်ဆိုတော့ထိုကောင်းငယ်လေးဟာအရာအလုံးကိုသူ့ကိုယ်လေးချွန်းချွန်းချ၍အာရုံစိတ်ပြတ်သွားတဲ့အထိနားလည်မှုတို့ရဲ့အလွန်ကိုရောက်ရှိသွားခဲ့ပါသည်ဆိုလေဘာမရှင်းတာရှိသေးလဲဂျိုးကောင်းလေးချဲနေသူပြောနေစင်မယ်ဝင်ပြောလာတဲ့ဘဘချာဝိုင်းပေါ်လေးမှာခေါင်းငုံလျက်ကဖြင့်ကောင်းလေးညီလိုက်ရပါသည်သူမမတတ်နိုင်မယ်လေကိုအမရင်ဖွာရင်ငါမထိုးသူဆိုတော့အလျှော့ပေးလိုက်ဖို့ကလည်းဘာမှမစဉ်းစားချင်တော့တာမို့ဖြေလေးပါဇက်ကအသွားတာလားခေါင်းမငိမ့်ပြမနေနဲ့ဟုတ်ကဲ့ပါဘဘရေဒါနားလဲပါပြီအကျင့်တွေကိုပြင်တော့မင်းကဝင်ဘသူဆိုတာမမေ့နဲ့တစ်နှစ်ကြော်လေးလောက်ဝေးနေတော့မေ့နေတဲ့ထင်တယ်မဟုတ်ပါဘူးဘဘရေဒါမမေ့ပါဘူးအေးဒါပဲငါမင်းမလေးစိတ်ညစ်မဲ့အရာမှန်တယ်များဘာမှမလုံးမိစေနဲ့ကြားလားဝမ်ဖွားထိုးသူပြောတော့သူခမဘာတတ်နိုင်ပါလေဟုတ်ကဲ့ဘဖွားလို့သာဖြေရရှာတယ်ဟုတ်ပါတယ်ဝိုင်းပေါ်လေးချီကိုရောက်နေတာဒါလာတော့တော့ရှိရောပေါ့အခုဆိုရဲရှောင်းချမ်းကိုဝိုင်းတော့မှပထမဆုံးပြန်တွေ့ရချင်ပါပဲသူသိပြီးအခုမိတဲ့မျောလင်းမိတဲ့သူ့ရဲ့အကူပေါ့ထိုင်မဲ့တွေ့ဆုံမှုဟာအရင်လုံးမဖြူစင်တော့တဲ့အခါဘာသာမလို့ဘာရီဘလို့ဖြစ်သွားလဲဝိုင်းပေါ်လေးမသိတော့တေချာတာတခုဟာအခုဟာသူ့အထင်သေးတဲ့မြောင်ဝန်တို့နဲ့ချင်နေခဲ့တယ်ဆိုတာပဲနောက်ထပ်တေချာတာကအခုဟာကျဲရဲ့ယုံတဲ့ပုံပြင်တွေကိုလွန်ခဲ့တဲ့တစ်နှစ်လောက်ကသူ့ပုံစံတွေထက်ပူ၍ယုံကြည်သွားတယ်ဆိုတာပဲသူတွေးနေစေဝိုင်းပေါ်ငေးနိုင်ကငါခေါင်းနေရမချဟုတ်လားခုချက်ချင်လာခဲ့စမ်းဟုတ်ကဲ့လာပါပြီချဲထိုးသူပြောရင်အပြေးလာရှာတဲ့ဝိုင်းပေါ်လေးသွားလမ်းထိပ်ကိုငါပြောတဲ့ပစ္စည်းသွားဝယ်ထိုးသူဆိုရင်ခိုင်းလာတဲ့ချဝိုင်းပေါ်လေးသဘောပေါက်ပါသည်ချဲဝယ်ခိုင်းတာမင်းကလေးလာစင်တော့ဆိုတာပေါ့ဟိုရင်ကလည်းခိုင်းနေကြပဲဟာဟုတ်ကဲ့ချဲကားလည်းဝိုင်းပေါ်လေးအားဘယ်တော့မှပေးမမောင်းတာမို့သူလေးကားမမောင်းတတ်ရှာပဲဘယ်သွားချင်းချင်းချင်းရှာရတဲ့ရများခဲ့တာပဲလေဒါကလည်းဝမ်းသက်ခင်မကြီးရဲ့မတိမတာနဲ့ဆက်ချင်းတွေကတမျိုးပေါ့သူမကိုယ်တိုင်ဟာညနာတာမပေးခဲ့တဲ့ရင်းငယ်လေးခမမှာတော့ရှောင်းချန်ဝိုင်းပေါ်တွေ့ရသူ့စိတ်တခုခုမကျေနပ်နေခဲ့တာသူ့ဘာမှမတုံ့ပြန်တဲ့ဝိုင်းပေါ်ချောင်းလားစားတည်ရတဲ့မြဝိုင်းပေါ်ချောင်းတွေချောင်းလာတော့မသိသူ့မို့ချကောက်လမ်းပေးချရထားခဲ့မိဟာဘယ်လောက်ကြာသွားတယ်မသိသူကောက်ကြောကဖျက်လျှော်သွားတဲ့ဝိုင်းပေါ်မြင်မှတတိကတ်တော့တယ်ဘာဆက်လုံးမလဲသိချင်တာကြောင့်သူဆက်ဆောင်ချင်မိသည်15မိနစ်အကြာ
သူကားရှိအထုပ်လေးတစ်ထုပ်ကိုင်လျက်ရောက်လာပြန်တဲ့ဝါကြီးပေါ့ရှောင်းချမ်းကားပေါ်မှာဆင်းထားလိုက်မိတယ်ထိုးကောင်လေးကခုမှသူ့ကိုတတိထားမိသည်ချင်းအံ့ဩသွားပုံလေးကအကူဟုခေါ်ရှာသည်မတော်မမိသေးတာပဲထို့သူဆိုတော့သူ့အကြည့်နေရမှာအောင်းငုံသွားတဲ့ကလေးဘလို့လဲတထေးသားလေးရဲ့အလိမ်ညာတွေလူမိသွားလို့စိတ်ညစ်သွားတာလားထို့သူဆိုလာပြန်တာကြောင့်မဟုတ်ပါဘူးကိစ္စမရှိဘူးဆိုရင်ကျွန်တော်သွားပါတော့မယ်ထားပါခုရရောဘယ်ကပြန်လာတာလဲအော်မေ့သွားလို့မဟုတ်ဝထွက်တာနေမယ်ဟုတ်တာပေါ့အရှင်ရဲ့မောင်ကမနိုင်စေဆိုးလေးဆိုတာမေ့သွားလို့အားရထိုင်ဖြုံးတတ်တဲ့တတိသားငယ်လေးပဲဟာရှောင်းချမ်းကဆိုလာပြန်တာကြောင့်ဝိုင်းပေါ်လေးမှာတည်ခြင်းစိတ်ပင်ပေါက်ရသည်ရေတော့ရေရတာကျဲလာစင်တော့အကိုအမြင်မှာကျွန်တော်ရဲ့သုံးဖြုံးပြီးစားရှင်အလျှောက်စာနဲ့တီးစားဖြစ်မြင်ပါသည်ရဲ့ရှိပါစေတော့အကိုကျွန်တော်ခနဲ့နေရာတွေရပ်ပါရမှာပါနောက်ဆိုထပ်မပြောချတော့မဲ့သူတွေမို့တွေးလုံးလေးအကုန်ရှင်းထုတ်ခြင်းလို့ဘာပြောမလဲကိုဝိုင်းပေါ်တေးဥဆောင်လုပ်ရမှာတေးဥဆောင်တာတော်တယ်နော်အခုကျွန်တော်တောင်းမှမှာရဲ့အခုဘာပြောချင်နေရလဲမုံလာကိုပဲဝိုင်းပေါ့တော့ရဲ့မျိုးလေးဝိုင်းပေါ်ဟာမင်းရဲ့ဟန်ဆောင်မြန်တော့ဖုံးမလားမဟုတ်ဘူးအင်းတို့ဆန်လို့လာလို့နေတယ်ဒါဆိုငါမေးတော့မင်းကတကောင်ချွတ်ပါလို့ဖြေခဲ့တဲ့ကိစ္စရောကျွန်တော်တမင်လိန်ခဲ့တာမဟုတ်ပါဘူးငါတနာအောင်ပဲပြောခဲ့တာမလားရုပ်ကလေးတနာကမနဲ့လေကျွန်တော်တောင်းမှမှာရဲ့ကိုကြီးကျွန်တော်သွားပြစေရောထို့သူသားတောင်းဆိုမိရောတယ်သူလေးရှင်တွေရနာလာလို့ရဲ့ပါအော်နောက်တစ်ခုရှိသေးတယ်ဖုန်းတော်ဆက်မရတော့တာဘာကြောင့်များပါလဲဖုန်းပြတ်သွားလို့ပါကိုကျဲကိုရာစင်ကတ်ကိုထုတ်ပြီးတမင်ချုပ်ဖြစ်ခဲ့တာတော့သူမပြောပြတော့ပါဘူးသူသဘောပေါက်သွားပြီမို့ဒါကိုပဲရှောင်းချမ်းငါလည်းထပ်မိပြန်ပြီအလေးနဲ့မရှိတဲ့လူတယောက်ကစင်ကတ်ကိုဘယ်လောက်ကြာကြာသုံးပါလဲထို့သူပြောတော့သူနေရာမှာရင်သာလဲသိချင်းစိတ်ပေါက်တည်ထီပါပဲထို့ကလေးငယ်လေးမလေးငါအရှူဝိုင်းပေါ့သိလားငါသိရှူလားငါဒီနိုင်ငံကိုရောက်ချင်းရှိသမျှအလုပ်အကုန်ပြစ်ပြီးမင်းရှိရတော့ရမျိုးငါသွားတယ်အိမ်မဲတွေ့တယ်လူမတွေ့ဖုန်းဆက်တော့လက်ဆက်ပါပိတ်ထားရတယ်လေမင်းကွာထိုစကားအချာအကိုကျွန်တော်စီလေးသွားခဲ့ရလားယင်ခုတော့အလုံးပြီးသွားပြီအလိညာတွေနဲ့မင်းကိုရှင်လုံးလို့အကိုရဲ့ထိုစကားကြောင့်ပြောနေတာလေးပင်ကြာကြာမခံရပါလေဒါပေမဲ့လည်းချိန်နေမိပါရဲ့သူစီကိုရင်ဆုံးလာရှာတယ်ဆိုတာလေးနဲ့သူသိပြောသွားပြီမို့ရှောင်းချမ်းအနေနဲ့လည်းမစင်စားမိဘူးထင်ပါရဲ့နေဝက်ချော်လောက်ရှိတဲ့အချိန်တွေအတွင်းသူ့ဘက်ကထုတ်ကလေးအားဖုန်းလေးတကောဆက်ရွေးတောင်းလဲမိရှာပါရဲ့လားဆိုတာကိုလေသူကိုယ်တိုင်ကောင်းလေးရအောင်သွားစီရှင်လို့ဆိုတဲ့အတွေ့အကြုံနဲ့ဖုန်းအဆက်အသွယ်ဖြတ်ထားခဲ့တာကြာနေပြီဆိုတာကိုလေတတိယတော့ပုံမရပါဘူးလေအလုပ်ပြီးနေတဲ့သူကစမဆက်ခဲ့တဲ့ဖုန်းလေးကိုထုတ်ကလေးရရောဘလို့အချောင်းချောင်းဆက်ဆက်ရဲပါလိမ့်မလဲလို့လေတွေးပြီးဖို့ရစိတ်မကူးမိခဲ့ဘူးထင်ပါရဲ့အားတိုင်းမှာဟာကွက်များဖြစ်တာတစ်ဖက်သက်၍စောင်းနေလို့မြင်တဲ့အမြင်တွေအောက်မှာထိုကောင်ငယ်လေးဝါရီပေါ်သာအလူလက်ခံရစေပါပေါ့အဖေနဲ့ဖေကအမိတ်ချလေလဲဆိုတာတော့ဖြင့်တွေးပင်မတွေးနိုင်ရတော့လောက်အောင်မေရှောင်းချမ်းဆိုတဲ့အကူကသူ့ကိုရွမာသေးတဲ့ကျွန်တော်တမင်လိန်ခဲ့တာမှမဟုတ်ပဲအကူရဲ့အဲ့ဒီချိန်တွေတော့ဘဘတို့ကကျွန်တော်တကယ်ကိုပဲမွေးပြတ်ဆွလို့ထားခဲ့ကြတာပါထို့သောတွေ့လေးနဲ့ဝိုင်းပေါ်လေးတောင်းပန်ပါတယ်ကိုကြီးကြည်ကကျွန်တော်လာခေါ်ရမှုစိုက်ခိမ်းမှာကျွန်တော်မတွေ့ရအတွက်ထားလိုက်တော့ငါကယူဝဲမှုလို့လေမမိပါသေးရဲ့
အန်တီရွယ်တယောက်ကအိမ်ကိုရှင်းလို့အခုဖေဖော်ဝါရီ14ရက်နေ့အိမ်နေလားအခုဟုတ်တယ်အိမ်နေပဲဆိုတော့စွန့်အားတော်ရသေးဝိုင်းပေါ်လေးပါပဲအခုရေအိမ်နေမနှက်ဖိုက်မှာပဲကျဲချနှုတ်ပြန်ခေါ်လာခဲ့တာငါတော့ညနေပိုင်းလေးညနေကသဘောချတဲ့လူတယောက်အတွက် surprise တိုက်ဖို့တွေးနေပေါ့ဖြစ်တာငါနဲ့ညံ့သွားတယ်အလဲစားခံလိုက်ရတယ်ဆိုမသိခဲ့လိုက်ဘူးဝိုင်းပေါ်လေးမှာပြုံလေးသာပြုံနိုင်ခဲ့သည်အကူဟာသူ့ပေါ်ခုထိမမေ့သေးဘူးဆိုတာသိလိုက်ရတဲ့အတွက်ခြေနှံဝမ်းသာသွားလို့ပါလေထားလိုက်အောင်ပါကိုခုလိုမျိုးသိလိုက်ရတဲ့အတွက်ကျွန်တော်တကယ်ပြောပါတယ်ပြောတဲ့နာပေါ့ကိုကစားခဲ့တဲ့လူတယောက်ကကိုကိုဆွဲလန်းသွားမိတာကိုသိလိုက်ရတာပဲပြောတဲ့နာပေါ့ဒါပေမဲ့မင်းမှတ်ထားဝိုင်းကြီးပေါ့ငါဆိုရဲရှောင်းချမ်းမင်းကစားနေကြဘဲကြီးတွေလို့ဟုတ်မြင်မထင်နိုင်တဲ့တတိသားအလေးလွန်လေးရဲ့ထို့သူပြောလာတော့ရှောင်းချမ်းဝိုင်းပေါ်လီကကြည်ုံသာကြည်နေနိုင်တော့တယ်အဲ့လိုမဟုတ်ပါဘူးအကိုရဲ့ဆိုတာလေတော့သူလေးရင်နဲ့ပဲ့တင်ထက်သွားရပါတယ်လေမင်းတိတ်ချောက်ဖို့ကောင်းတယ်လို့ရှင်ဘူးလည်းကောင်းနေတော့မင်းသိလားမင်းမဝိုင်းရှင်ရမှာမင်းကလေးရမယ်မူချင်ရမင်းထက်သားသေးတယ်ရှင်စရာကောင်းနဲ့တွေ့မိခဲ့တဲ့အတလောက်နောက်ပြန်ရပြီးသွားလို့ရရင်ဖြတ်မိအောင်ပါပဲဆိုကဆက်ပြောပြန်သည့်ရှောင်းချက်ဝိုင်းပေါ်လေးကတော့မလုံးမရှက်လေးရနေမိစေမင်းဘက်ကဘာပြောမလဲငါဘက်ကတော့ပြောချင်တာတွေပြောလိုက်ရတော့ပေါ့သွားပြီဆိုတော့ခေါင်းလေးသားရန်ပြရှာတဲ့ထုတ်ကလေးဘာစကားမှမပြောချင်တာထက်မပြောနိုင်တော့တာဆိုပုံမှန်ပါမည်လေဒါဆိုငါသွားပြီထို့သူပြော၍ကားမောင်ထွက်သွားလေပြီဇန်နေခဲ့တဲ့ထုတ်ကလေးမှသာဘာပြန်တက်ထိတ်ထားသမျှသောမျက်ရည်ကြီးကြီးလေးတွေဟာတလိန်ချင်းဝိုင်းပေါ်နင့်ကိုခိုင်းလိုက်ရရင်လေငါတကယ်အသက်တူလိမ့်မယ်စစ်တူရလွန်းလို့အရှိလေးရောက်ရုံရှိသေးဧကမလန့်ဟော်တဲ့ဝိုင်းရှင်သူရှိရောက်လာတဲ့ဝိုင်းပေါ်လေးဟာပြောပါဦးဘာလို့ကြာနေရလဲဒီကောင်ကမင်းပြန်လာခိုင်းကောင်မမှတ်တာလားဆိုကနှစ်ထင်းတို့လက်ညှိုးနဲ့ထိုးထဲလိုက်တာကြောင့်ဝိုင်းပေါ်လေးမှရိုင်းနေရှိဝဲလေးတောင်းမမာတဲ့နောက်တစ်ခါမချစီရပါဘူးနော်ထို့သူဝိုင်းပေါ်လေးရဲ့တောင်းမှန်တဲ့ဆိုဖြန်းကနေလဝါရဲ့ချက်တစ်ခုကလေးရဲ့ပဲဘာပြင်စီကြရောက်ပါတယ်ထို့ကလေးငယ်လေးမှာတော့ညရည်လိုဝဲလေးရကပင်အတန်လေးပဲမထွက်ရဲ့မှတ်ထားငါ့ကိုစိတ်တူစေလို့မကျေနပ်တာရှိလားဟမ်ကျုပ်ကောက်ငင်းနိုင်လေရဲ့ထို့သူမေးလာတဲ့သူ့ရဲ့ကြဲဝိုင်းရှင်ဟာညရည်ရဝိုင်းနေတဲ့မျက်ဝန်းလေးနဲ့ကြည့်၍သာခေါင်းရမ်းပြရှာတာရဲ့နှကမ်းဖျားတော့တုံရင်းနေခဲ့လေရဲ့အဖွားဖြစ်သူအားချီတော့လေသူ့ရွှင်ရှာစရာတော်ဟာတကောင်တို့သာချီနေခဲ့ရှာတာကြောင့်အချီလွယ်၍ကောင်းကောင်းရှာတဲ့ကလေးဂျိုကောင်လေးဆိုရဲသူ့ဖွားရဲ့ခေါ်တန်းကြောင့်ဟုတ်ကဲ့ဖွားထို့သူအတန်ပြူတော့မင်းမှတ်ထားတဲ့နဲ့ငါမင်းမလေးကိုစိတ်ညူညံမလုပ်ရအောင်ဆိုတာကိုကြားရလားဟုတ်ကဲ့ပါဖွားနောက်တစ်ခုထပ်အမိန်ပေးမယ်မင်းထမင်းစားရင်ငါတို့နဲ့တွိုင်းနဲ့စားစရာမလိုတော့ဘူးတို့ရီစားပြီးမှအလုပ်သမားတွေအိမ်ကူတွေနဲ့အတူစားရမယ်ကြားရလားဆိုရဲဝန်တကယ်မှကြီးဖြစ်တဲ့သူ့ဘဝစကားတဲ့အချာမအန်အော်ရောစွာသူ့ဘဝဝန်တကယ်မှကြီးကိုမျက်နှာငယ်လေးနဲ့ခဏချစိုက်ချပြီးတပန်အောက်သူ့ခေါင်းလေးပြန်ကုန်သွားကဟုတ်ကဲ့ဒါနားလေးပါပြီဖွားတော်တယ်အင်တန်ရှင်းရီဝိုင်းကူလုပ်ပေးလိုက်အောင်လာကြစမ်းဆိုကရေပေါ်လေးကိုလည်းပြောအေကူမလေးတွေကိုပါတစ်ဆက်ထဲခေါ်ကဒီမှာညီတို့ရဲ့အဖော်သူ့ကိုပါခိုင်းလိုရာတွေသူအားနေတာငါမမြင်ချင်ဘူးနော်ညီတို့ငါအကြောင်းသိတယ်မလားဆိုတော့အေကူမလေးတွေမှာရေပေါ်လေးကိုတနာတော့လဲဘာမှမတတ်နိုင်ခဲ့ကြပဲဖြစ်လေရဲ့ဝိုင်းပေါ်လေးကတော့မျက်နှာလေးအောက်ချလို့မျက်နှာငယ်လေးနဲ့ပဲရှောင်းချမ်းတရားညနေခင်းတစ်ခုဘာလို့မကြသေးဆိုတာလည်းမသိခဲ့ပါပဲစိတ်တို့ဒီလွင်ပြန်လျက်တကယ်ပဲငါတကယ်အားလိုက်တာနော်ခတ်တုံတုံပုံစံနဲ့ငါ့ကိုဘာချိုးတွေလာချိုးသွားတယ်လဲဝိုင်းကြီးပေါ့
သူအကျွေးမှန်သမျှကဝိုင်းပေါ်ပြည့်ကျွေးချတာဒါပဲသည်သူကိုယ်တိုင်ရဲ့လင်းမှုတွေကြားထဲမှာကွာဟမှုတွေအကြောင်းမစင်စားမိတဲ့အခါဆိုသောကံအားလုံးတို့သည်ထိုကောင်းလေးဝိုင်းပေါ်ထံစုစီတည်းပေါ်လေမင်းဆိုရဝိုင်းပေါ်ခန္ဓာရဲ့ရှိအောင်ပြင်ဆင်ထားဖို့တော့လုံးမယ်ဒီတစ်ခါလိန်ညာတွေနဲ့ကစားမှငါမို့လို့ပဲချိုကျွေးတို့နဲ့အတူတပ်ပြင်းတွေကိုချလိုက်မိတာဘာကြောင့်ရဲမသိရှောင်းချမ်းဟာသူစိတ်သူနားမလဲတဲ့နေရာမှာထိတ်ဆုံးရတဲ့နေပုံပဲဟိုမှာဘိုက်ကန်းစီတွင်ဟောရှန်တယောက်အလောက်ကလေးအားသည်နဲ့ဝိုင်းပေါ်လေးစီဖုန်းဆက်ချမိပြင်ကမှဟုတ်တာပဲသူဖုန်းပြတ်သွားပြီးကြတဲ့ဟာဖုန်းနံပါတ်တွေအလုံးပြတ်သွားတာမို့သူတငယ်ချင်းရှောင်းချမ်းတဲ့တောင်ဆက်သွဲမရသူကလည်းဖုန်းနံပါတ်တွေကိုလွှဲချထားလို့မရှိသူမို့စိတ်သာရှိ၍လက်တွေကောင်းထဲမပေါ်နိုင်ခဲ့သူရှိသလိုစိတ်ရှိလို့ကလေးစားချင်မဲ့သူရဲ့စိတ်ကလေးတွေရှိနေပေမဲ့သူ့အနေနဲ့ဘာမှမတတ်နိုင်၍မန်းစားရုံဆိုတဲ့စိတ်ကူးလေးကိုသာလက်စောလက်ခိုင်ထားနေရသူလေးတယောက်ရဲ့ဆိုပြီးလူ၃ယောက်အဖွဲ၃ဖွဲကွဲသွားခဲ့တဲ့ကွယ်ဤသူ၃ယောက်ဆိုတာတော့ဖြင့်ပြောပြနေစရာလိုတော့မြင်မချင်းတာရတဲ့ထုတနေ့ရှောင်းကျန့်သိနာကောင်ကြီးဟာဘာလဲဟာဒါယုံတော့တိုက်ခတ်မှာမဟုတ်ဘူးဘာလဲအမလီဖြစ်ပြနေရသေးရဲ့ကဲပြောပါဦးone group နေကဘယ်လိုဖြစ်သွားရတာလဲငါမှတော့အယူကြည့်ကြလို့ဟိုတလောကပဲလက်ခံလိုက်တာလေဘာဖြစ်လို့လဲအေးသိတယ်မင်းဟိုမှာတော့ကတော့ပတ်ရှောင်းပတ်ညင်ပြီးဒီလဲရောက်ရောဟိုကတလားလောက်ပဲပတ်ချွတ်နဲ့ချွဲကတ်ချွဲလို့ရသေးရဲ့ပါသွားတာလားပတ်ချွတ်နဲ့ချွဲထားပါဦးကတ်ချွဲကဘယ်ကပါလာတာမြင်တာပြောတာပဲကတ်ချွဲနေတာခွာကိုမခွာတော့ဘူးကော်တက်ခိုင်မဲ့တင်တယ်မင်းမပေါ့ပေါ့ရှာရှာပြောတတ်တဲ့ကျူးဆိုင်ရေပြောပါဦးအကြောင်းရင်းလေးဘာမှမရှိဘူးလေဒီတိုင်းဆိုကကတ်တီတီပြန်ပြေလာတဲ့ရှောင်းချမ်းကြောင့်ကျူးဆိုင်မှာကြောင်တောင်းတာရှောင်းချမ်းပြောမပြခဲ့ဘူးသူကိုယ်တိုင်လည်းမေ့ထားတယ်ဝိုင်းတော့ထိအိမ်လည်းများမကခေါ်ပြီးမချင်မတ်စွာဝိုင်းပေါ်နဲ့တွေ့ဆုံရပြီးနောက်တရက်မှပဲသူone group ကကန်လန်းတဲ့ project ကိစ္စကို confirm ဖြစ်ခဲ့တာဘာလို့ရဲဆိုတာတော့ဤပေါ်လေးဗျာကျွန်တော်ဒီဘက်ကဆိုကအိမ်နောက်ဖေးမှာပန်းဟိုးရီရွှေရင်ပြန်ပြေးလာတဲ့ဝမ်ကောင်လေးရှာလိုက်ရတာဝမ်လေးရဲ့ဒီမှာလေကျက်လေးမော်တီလေးခွဲလို့ခလေးကိုလာကျွေးတာဟာဟုတ်လားလေကျက်သဘောကောင်းလိုက်တာဝမ်လေးကဘိုက်ဆန်နေရဗျအေးပါဒါလေးစားနော်ဆိုရင်ပကံပြားလေးခွဲတက်လာတဲ့လေးမော်တီစိတ်လေးကိုကျွေးရသည်သူတို့တွေသိပါတယ်ထိုကောင်းလေးပမန်းနေလိမ့်မယ်ဆိုတာဝိုင်းပေါ်လေးကတော့ဘလုတ်ပလောင်လေးဝါနေပြီးဒီချက်ယူဖို့ပါလားယင်အမလီတီလို့တခါရဲယူလာပါရှင်ဆိုကသူမပေးလိုက်တော့တကြကြိုင်မောတော့ဖြစ်တဲ့ခလေးဟာတကယ်ပါတမနိုင်ခင်လုံးတမင်းမမစားရသေးပဲအကြောင်းပြချက်ကတော့အိမ်တော်ရဲ့သခင်မလေးဝယ်ရှင်အပေါ်ကော်ဖီတွေမောက်ချပစ်လို့ဆိုတဲ့အကြောင်းပြချက်နဲ့တကယ်တော့သူတို့အားလုံးလည်းအမြင်ပါပဲကော်ဖီကလည်းအပူကြီးမဟုတ်တောက်ကောင်ယုံနွေးနွေးလေးရဲ့ဒါကိုဝမ်သခင်မလေးဟာသူ့နေရာမှာကြီးပေါ်လေးချပင်နေတော့မှပဲယူပြီးတိုက်ချပြလိုက်တာညာလည်းထွက်လိုက်တာကိုမောင်ရဲ့အပေါ်တောင်မှမညာမတာချက်ကလေနေတဲ့ညံတော့မဟုတ်လေတော့ခမစိတ်တာနေပြီးအပွားဖြစ်သူအပေါ်ရောသူကျကျအပေါ်ကိုပါအမြင်နားလဲပြီးလိမ္မာ၍နနာခံရှာတော့ကြီးပေါ်လေးမှသာနေရင်းစာမပင်စားရင်တမတ်ခံခဲ့ရသည်ဆိုပါတော့ကိုဆွေမျိုးရင်းချတွေကမညာတာမထောက်ထားတာဟာအပင်မြဆူရတဲ့အဖြစ်ပါလေလေကျက်ဒီကျက်ဤပေါ်လေးဟာဝမ်လေးခေါ်နေရကြပြီကျက်ရပါရီတွေ့မဟုတ်မှာဒီကျက်ရိုးရလားနော်ဆိုကပြုံးစီစီလေးစားနေပြန်တဲ့ကလေးအော်ဒီကလေးလူကြီးကိုမဆတော့ပါဘူးကျက်ကျေးဇူးပါဗျဝမ်လေးကိုခုလိုလာကျွေးရအတွက်မလိုပါဘူးခလေးရဲ့ဆိုတော့ဟုတ်တယ်လေဒီကလေးလေးဒီလောက်ချစ်စရာကောင်းတာဘာလို့မှမချစ်ချပါလိမ့်ကွယ်ငငယ်တဲ့6လလောက်ကမှဒီမှာအလုံးဝင်နေသူမအဖို့တော့မောင်ငယ်လေးတယောက်ကောက်ရလိုက်တယ်လို့ပါပဲလေမနိုင်ခင်လေးပါပဲဝိုင်းတော်ရဲ့သခင်လေးလို့သဘောထားမခံရတဲ့ဝိုင်းပေါ်လေးဟာသူကြီးချစ်ချစ်ဝန်သခင်မလေးဝိုင်းရှင်ရဲ့စိတ်ခိုင်းချက်ကြောင့်
ခါရီစင်းနေခဲ့ပါသေးဆိုလျင်ချဲလို့သမားတွေဘယ်ရောက်နေလို့လဲမမေးပါနဲ့ထို့လို့သမားတွေရှိပါလေရဲ့ဝိုင်းပေါ်လေးကိုသာခိုင်းလို့တော့ကြောင့်တမင်ကိုစိတ်ခိုင်းပါသည်ဆိုတော့အခါဝိုင်းပေါ်မပြီးနိုင်သေးဘူးလားဒီနေ့ကုမ္ပဏီမှာရေးချရဲ့လူလာပါမယ်ဆိုနေမှဆိုကအိမ်ရှိထွက်လာကငေါငန်းတဲ့အခါဟုတ်ဝမ်းလေးမျက်လုံးနေပါရဲ့ချဲပြီးပါတော့မယ်ခိုင်းလိုက်ရရင်တောင့်ကိုမကြိုးပြီးရင်ငါအတွက်မလက်စာလာပြင်ပြီဟုတ်ကဲ့ချဲထိုးစင်တွင်ဖွားမီလေးကဘာရီလိုမချဖြစ်နေရလဲဖွားကိုပြောပါဦးဘာဖြစ်ရမှာလဲဖွားရဲ့ကားရီစိတ်ခိုင်းတာလေတမနယ်လုံးမြောက်စိမ့်လို့လားမသိပါဘူးလာပါဖွားမီမလေးရဲ့ရွှေစိတ်တော်မညွညင်ပါနဲ့ဖွားမီမလေးမလာဘဲနေပါမယ်ဖွားပြောတော့မြင်ရနားထောင်မှာပေါ့ဆိုကဝန်တကယ်မကြီးရင်ခွင်တွင်ဝင်ချွဲရှာသည်ဟာဝိုင်းရှင်ထိုသည့်မြင်ကွင်းလေးကိုကြည့်ပြီးဒါလည်းအဲ့လိုချက်ခံချင်ပါတယ်ဘွားရဲ့လို့သာစိတ်ကူးလေးတဲ့တွေးရှာရင်မျက်ရည်ရဝိုင်းလည်းရငိနေရှာတဲ့ကောင်းငယ်လေးတယောက်ဟဲ့ငါမြေးမလေးကိုစိတ်ညစ်စိမ့်တဲ့ကြိုးကောင်းလေးကြားရလားလှုပ်ရှားရှိတာမြန်လို့ဆန်းထို့သူပဲလဲကပြောလာသည်ကြောင့်ဟုတ်ကဲ့ပါဘွားထို့သူသာအတန်တိတ်တိတ်လေးနဲ့ပြန်ပြေးရှာတဲ့ကလေးမနက်စာစပွဲမှာမနက်စာစားနေတဲ့ဝိုင်းရှင်းပြီးမှရန်နေရှာတဲ့ဝိုင်းပေါ်လေးဝိုင်းပေါ်နင်းကုမ္ပဏီကိုလိုက်ခဲ့ရမယ်။အိုးစားသွားလေလိုက်။ချစ်ဝါလေးပါလိုက်လို့ရမှာလေ။မရှိနဲ့ငါပြောသလိုလို့စကားကိုများတယ်။ဟုတ်ကဲ့ပါချေ။ဒီတို့ဆိုပါတော့ဝိုင်းပေါ်လေးမနက်စာမစားရသေးတာတော့ထဲမပြောတော့ပါဘူး။ဝမ်ကုမ္ပဏီရုံးခန်းတဲ့တွင်ညနေချင်းဆိုင်ထိုင်လျက်ရှိနေကြသူများဝိုင်းပေါ်ဝိုင်းရှင်းရှောင်းချက်ဟုတ်ပါတယ်သူတို့၃ယောက်လုံးပါပဲဒါနဲ့ဤရှင်းကဒီ project ကိုဘယ်လိုလုပ်မယ်စိတ်ကူးထားလဲအဲ့ဒါလေဤရှင်းသဘောကရှောင်းကောသဘောပါပဲရှောင်းခေါ်လို့ခေါ်မယ်နော်ရပါတယ်ဤရှင်းသဘောပါပဲဒီမှာလေဝါလေးကခလေးလိုပဲနေရတော့ဘာမှနားမလဲမဆိုလို့လေဒါတော့ဆိုးလေးကမလိုက်ချင်မအောင်လုပ်နေလို့အတင်းခေါ်လာရတယ်ဆိုကဤပေါ်လေးရဲ့ပါလိမ့်ဖဲရဲ့ချစ်စနို့အမူအရာလို့ဆိုရသည်ဒါပေသည်ပေါ့နာချင်မှုတော့ဤပေါ်လေးသားသိမြင်ချင်းရီရှင်ကိုတော့လေးစားသွားပြီဗျာပြစ်မထားနဲ့ပေါ့ခုကိတ်ကလေးတွေဟာဒီတိုင်းပဲဘောစောနေပါများရင်ပျက်စီးလွယ်တယ်လေအဲ့ဒါကြောင့်ပဲကောရဲ့ဤရှင်မှာဒီမောင်တယောက်ပဲရှိရာပျက်စီးတော့မခံနိုင်ဘူးရဲ့ဒါနဲ့ဝဲဝချီရတာဘာမှလေးနဲ့မရှိတဲ့ပုံပဲနော်ဆိုတော့မျက်လုံးဝိုင်းကလေးတွေနဲ့မျက်ရည်ကြီးဝေးလေးတွေနဲ့သာပြန်ကြည့်ရင်အကူရဲ့လူသားရင်ပဲတွင်ပဲတင်ခါညူနိုင်ရှာသေးတယ်လေအဲ့လိုတော့မဟုတ်ပါဘူးရှောင်းခေါ်ရဲ့တူရဲမောင်လေးဆိုတော့စိုးနေရှာတာပါနှွဲလို့ရလို့နှွဲတဲ့သဘောပေါ့ဟုတ်ပါပြီဗျာရီရှင်းရတော့နော်ကို့မောင်ကိုတိတ်ကျူဆိုင်တာပဲဒါတော့တချို့တွေကတိတက်မှုရှိပါမလားပဲဆိုကဝိုင်းပေါ်ဆူဆိုင်ကြည့်လို့ဆူနေပြန်တဲ့ရှောင်းချမ်းချောင်းခေါင်းသာတွင်တွင်ငုံထမြရတဲ့ဘောလေးဖြစ်ပါပြီချစ်ချေဝါလေးတီးပါတယ်ချစ်ချေဝါလေးကိုအခုအမြင်မှာကောင်းမမြင်စေချင်တာမလားဝါလေးသဘောပေါက်တာမို့ချစ်ချေသာအဆင်ပြေရင်ဝါလေးရပါတယ်အခုရှိမမရတဲ့စင်နာတဲ့အမတယောရဲ့စကလုံးလေးတွေဟာဝါလေးအတွက်တန်ဖိုးရှိရမှုချစ်ချေဖြစ်စေချင်တယ်လို့ဝါလေးဖြစ်ပေးပါမယ်အခုလည်းပျော်ရွှင်ပါစေကျွန်တော်ချေတာပြုံးမယ်ဆိုအခုအကျဉ်းလွယ်မှုတွေနဲ့ချောင်းထဲမှာပဲပိတ်လောင်ခံပါမှုကျွန်တော်မြောင်ချစ်တတ်ဖို့မတောင်းဆိုချင်တော့တယ်လို့ထိုးဆူလည်းမတောင်းတော့မှမှုတကူတော့တရိယာပေးချပါလားနည်းနည်းလောက်တော့ညတာပေးချစီလိုပါတယ်ကျွန်တော်ဆိုတဲ့အညာထရာလေးမှာဘာဆိုပါမှမရှိရမှုချိုးတိုးတော့အထွေးလေးတွေနဲ့အတူအောက်တို့သားကောင်းလေးငုံထားရှာတဲ့ထိုကောင်းလေးဟာသူကျကျနဲ့တချင်ရအကိုရဲ့ပြောဆိုရီမောနေတဲ့တွေကိုချနေသေးတာဘာတခေါမှဝင်မဆိုရှာဘာတခေါမှဝင်မပြောရှာခဲ့ပဲပြုံပြုံလေးတန်ငေးကြည့်ရင်နဲ့လေအပေါ်ရန်တွေလားအမှန်တွေလားရှောင်းချမ်းသာမြင်တတ်ပါစေတော့ကလေးရဲ့ခ
ခဲဇလန်းလေးကိုနားဆင်ရတာချိုင်းနဲ့တက်ကြမယ်လို့ထင်ပါတယ်နော်နောက်ထပ်လည်းအသစ်သောဇလန်းလေးတွေနားထောင်ဖို့ subscribe လေးလုပ်ပေးဖို့မမေ့ကြပါနဲ့အောင်နော်ပရိသတ်ကြီးတို့ဖတ်ပေးစေချင်တဲ့ဇလန်းလေးတွေရှိရင်လည်းအခုဗီဒီယိုရဲ့ comment မှာအမှတ်ပေးထားခဲ့ကြပါဦးနော်ဒီနေ့တော့ဒီလောက်ပါပဲရွှေစိတ်ကြီးရဲ့ပရိသတ်လေးတို့ရေနောက်ရက်မှာအပိုင်းသက်လေးတွေနဲ့အတူပြန်လာခဲ့မှာမို့စောင့်ကြည့်နားဆင်ခံစားပေးကြပါအောင်ရှင်နားဆင်ပေးခဲ့ကြတဲ့ရွှေစိတ်ကြီးရဲ့ပရိသတ်အကြီးတဲ့လေးများအားလုံးကိုကျေးဇူးအများကြီးတင်ရှိပါတယ်ရှင်နောက်ထပ်ဇာတ်လမ်းလေးတွေမှာပြန်လည်ဆုံတွေ့ကြရအောင်နော်